ကြောက်ကြခဲ့ကျွန်တော်အကြီးကျယ်သောအိမ်မက်တွေရဲ့စိတ်လေးပြကွာတဲ့ပြန်လဲရှာတွေ့ခဲ့တယ်မန်မကြီးရဲ့တဲ့ဝေဒနာနဲ့ပေးလွယ်ဆုံးလွယ်တော့အပြုံးလေးရဲ့ပြန်ရဖို့လိုက်ရှာမျက်နှာဖုံးလိုက်နေကြတယ်တရားလုံးနဲ့ဝေးတဲ့ထဝေးလာတဲ့ချစ်ချင်းတရားတို့ရဲ့တာများမှနေလေကဘာကြီးတွန်းနေနေရောအာနာရဲ့တင်လေးငါခန္ဓာအတွက်ပူလေးလိုက်ရတယ်ပြန်မရင်ရှင်လိုက်ရင်ငါလည်းတနေ့တော့ပြောက်ွယ်မယ်ငါမရှိတော့လေဘယ်သူမှဖြစ်မှာမို့လဲငါတော့သွားတဲ့ခံမှုရမယ်လူတွေရဲ့တော့ကံရဲ့တလုံးမဟုတ်တာပုံမှန်တော့ပါပဲလေလေဆွေတော်မန်ကိုပေးပါတယ်အိမ်ကခွေးလေးနဲ့အနေနေတာကြားလို့ဖြစ်နေခမောကစီစင်တဲ့ကြောင်မရှိတဲ့ကြောင်ရရှာတဲ့ဒေးလူနဲ့ဆောင်းပါချင်ကြありがとうフリーレン君のおかげで最後にとても楽しい冒険ができたချစ်ချင်းတရားတို့ရဲ့များမှနေ